ကြားလို့ကိုမေးပြီးအချစ်တွေထပ်တူကြတဲ့အခါပျော်ရွှင်ရပါတယ်။လူတစ်ယောက်နဲ့တစ်ယောက်အချစ်တွေထပ်တူကြတဲ့အခါကာကန်ရှင်တွေတိတ်ကိုမှပျော်ရွှင်ရပါတယ်။ဟုတ်ပါတယ်။ကြားလူတွေဘလောက်ပဲခလောက်ဆန်ဆန်သူမှသူပဲဖြစ်နေရတဲ့အခိုက်အတန့်ကတိတ်ကိုမှပျော်ရွှင်ကြည်နူးဖို့ကောင်းလွန်ပါတယ်။အဲလိုပါပဲတခါလေကိုယ်စီမှာမင်းအတွက်အာမခံချက်ကြီးကြီးမားမားမပေးနိုင်ပေမဲ့ကိုရင်ခွင်ကြီးကမင်းအတွက်ဆိုရင်တော့ထာဝရစိတ်လုံခြုံမှုနဲ့နှွေးထွေးမှုကိုအတိုင်းအဆမရှိပေးစွမ်းနိုင်တာနဲ့တစ်ဖက်လူကရဲရဲဝံ့ဝံ့ကြီးဝင်လာရဲတာနဲ့တင်အချစ်တွေကထပ်တူကြလို့နေခဲ့ပါပြီ။အဲ့ဒီဖြစ်လို့ပါပဲ Brentford တိုက်စစ်မှုအန်ပူမိုကသူ့ဘဝအတွက်ဘာမှအာမခံချက်ရေးရမရှိတဲ့ Manchester United အသင်းကိုပြောင်းရွှေ့ဖို့အတွက်ရဲရဲဝံ့ဝံ့ကြီးကောင်းကြီးလိုက်ပါပြီ။ Manchester United အသင်းဆိုတာကအရင်ကလိုမျိုးအရှိန်ဝါရောဂုဏ်သတင်းရောမရှိတော့ဘဲနဲ့မိမိကြီးတဲ့အသင်းဖြစ်ပါရီ။အထက်ကြီးပြက်အဆင့်လောက်ပဲရှိတော့တဲ့အသင်းကိုပြောင်းရွှေ့ဖို့အခြားသောအသင်းတွေကိုညင်ရတဲ့တက်တီကတော့ခေတဲ့တက်တီမဟုတ်ပါဘူး။မြင်အောင်ပြောရမယ်ဆိုရင်တော့တစ်ဖက်ကလူကရွှေရောငွေရောကအစပြည့်စုံနေတာဖြစ်ပြီးအချိန်တိုင်းလူကုန်နဲ့အတိုင်းဝိုင်းနေတာကျင်တဲ့ပတ်ဝန်းကျင်ကိုဝင်ထွက်ခွင့်ရနေတဲ့အနေအထားမျိုးဆိုပေမဲ့တစ်ဖက်ကတော့နာမည်ကြီးတစ်ပင်ငတ်အစမ်းမရှိဘဲနဲ့ဟန်မဲရှိတော့တဲ့အတိုင်းအဝိုင်းမျိုးပါ။အဲ့ဒါကိုအန်ပူမိုတယောက်အပေါ်ကအကုန်တနာတွေပြင်းထန်နေတဲ့အတိုင်းဝိုင်းကြားထဲမတော်ဘဲနဲ့အရင်ဆိုင်နေများတဲ့ပတ်ဝန်းကျင်ကိုသာသူရွေးချယ်ခဲ့ပါရီ။တကယ်တမ်းမှာလည်းကျန်တဲ့ဥရောပဝင်ခွင့်ရထားတဲ့အသင်းတွေထိုက်တယ်တွေချဲလန်းလုပ်နေတဲ့အသင်းတွေကမ်းလှမ်းပြီးမြဲဘာမှဥရောပဝင်ခွင့်မရှိတဲ့အဆင့်15နဲ့ယာလီသိမ်းထားခဲ့ရတဲ့မြေကစားမလာခြင်းစိတ်မရှိတဲ့အသင်းကိုအန်ပူမိုတယောက်မာတီယက်စ်ကွန်ညာအပြောင်းရွှေ့ပြီးဒုတိယမြောက် United ကစားမဖြစ်လာဖို့နှီးစပ်နေတာပါဒီလိုကောင်းနေလာစာနှစ်စားရလို့လာတယ်ဘာညာဆိုတဲ့ဘူမတိကိုမတိကောင်းနေစကားကိုကျွန်တော်လက်မခံပါဘူးဘာလို့လဲဆိုတော့အန်ပူမိုတို့ကွန်ညာတို့ရမယ်လာစာဆိုတာRafael Sanchez တို့ကိုပေးခဲ့တဲ့လာစာရဲ့တဝက်တောင်မရှိပါဘူးအဲဒါကြောင့်ပဲဒီကောင်းဒီလိုအသင်းကိုအခုချိန်လာကန်စားတယ်ဆိုတာခံစားချက်ကြောင့်လို့တစ်စိတ်တစ်ပိုင်းပြောရမှာဖြစ်ပါရီဒီသင်းကသူတို့စိတ်ထဲမှာအသင်းအဖြစ်ရှိနေစေအခမ်းအနားဆုံးအသင်းတွေကတည်င်းလို့ထင်နေစေဆိုတာတန်တရားဝင်စရာမရှိပါဘူး။အဲဒါကြောင့်ပဲလူကစားမတွေအသင်းကိုများရောက်လာလေးအသင်းရဲ့ပြန်လည်တည်ဆောက်ရေးကပိုပြီးတော့အရှိန်သွက်လာလေးဖြစ်မှာတေးကြပါရီ။အဲဒါကြောင့်ပဲဒီကလေးခန်းစားချက်တွေထပ်တူကြပြီးတော့ဖြစ်ချင်နေတာတွေဖြစ်လာရတဲ့အခါပျော်ရွှင်မိပါရီ။ကြားလူတွေကိုဂရုမစိုက်ပဲနဲ့သူချစ်တဲ့သူရှိရရဲဝန်းလာရဲတဲ့သူဆိုတာအခုခေတ်မှာရွှေထက်ရှားသွားပါပြီ။အခုကြည့်နေတဲ့ဘိတ်ရွှေတို့ရောကြားလူတွေကြောင့်မတကားအသေးတွေစုပ်ပြတ်တက်ခဲ့ရပြီလေအခုလက်ရှိမန်ယူကတော့ကြားလူကြောင့်တော့အသေးမကွဲရသေးပါဘူးအားလုံးပဲကျေးဇူးထူးတင်ရှိပါရခင်ဗျာ